ဒီနေ့တော့အားလုံးသိထားတဲ့ပုံမြင်တစ်ပုတ်ရဲ့နောက်ွယ်ကတကယ်အမှန်တရားအကြောင်းကိုပြောပြချင်ပါတယ်အဲ့ဒါကတော့ wicked လို့လူသိများတဲ့အနောက်ဘက်ကစိုးမစိုးကြီးရဲ့ထိရမှန်ဇလန်းလေးပေါ့ဇလန်းကတော့ Ospi ကြီးမှာစိုးမစိုးကြီးတေးပြီးဆိုပြီးလူတွေအောင်ပွဲခံနေတဲ့အချိန်ကနေစတာပါဒါပေမဲ့လူတွေအမြင်မှာစိုးမစိုးလို့သတ်မှတ်ခံထားရတဲ့အဲ့ဒီ main ကလေးမှာဘယ်သူမှမသိတဲ့နာကျင်စရာသမိုင်းကြောင်းရှိခဲ့ပါတယ်သူ့နာမည်က Alpha ပါတဲ့မွေးကလေးကအသားအရည်ကထူးထူးခြားခြားအစိမ်းရောင်ဖြစ်နေတာကြောင့်မိသားစုရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရပြီးလူတော်မတိုးခဲ့ရဘူးရှာဒါပေမဲ့သူ့မှာမွေးရပါအစွမ်းထက်တဲ့မော်ပညာတွေရှိနေခဲ့တယ်သူအရွယ်ရောက်လာတော့ညီမဖြစ်သူကိုစောင့်ရှောက်ရင်းနဲ့ Swiss တက္ကသိုလ်ကိုရောက်သွားခဲ့တယ်လေအဲ့ဒီမှာတော့သူဟာကျောင်းရဲ့လူကြိုက်အများဆုံးအလှပါဆုံးမိန်းကလေး Glinda နဲ့အဆောင်မှာအတူနေခဲ့ရတာပါအစပိုင်းမှာတော့သူတို့ညလောက်ခါစီနဲ့ရေလိုပဲတယောက်နဲ့တယောက်မသိကြဘူးပေါ့ Alpha ကအသားစိမ်းလိုဝိုင်းလောင်တာခံရတယ်လို့ Glinda ကလည်းသူ့ကိုအဆက်ခွဲဖို့အထိကြံစီခဲ့ဘူးလေဒါပေမဲ့နောက်တိုင်းမှာတော့သူတို့နှစ်ယောက်ကြားမှာဘယ်သူမှခွဲလို့မရတဲ့စစ်မှန်တဲ့တငယ်ချင်းတန်ရောစင်တွေဖြစ်ပေါ်လာခဲ့ပါတယ်Alpha ဟာဖြူစင်နဲ့စိတ်ထားရှိသူပါ။ကျောင်းကစကားပြောတတ်တဲ့တရိษံဆရာကြီးတွေကိုနှိမ့်ဆက်နေတာကိုမြင်တော့သူအယမ်းစိတ်မကောင်းဖြစ်ခဲ့ရတယ်။သူက Wizard အကြ The Wizard ဆိုတာကြီးကိုအယမ်းကြည်ညိုပြီး Wizard ကြီးနဲ့တွေ့ရင်ဒီပြဿနာတွေကိုဖြေရှင်းပေးနိုင်နိုင်တယ်လို့ယုံကြည်ခဲ့တာ။ဒါနဲ့တနည်းမှာတော့သူတို့တငယ်ချင်းနှစ်ယောက်က Emerald မျိုးတော်ကြီးကိုသွားပြီး Wizard ကြီးနဲ့တွေ့ခွင့်ရခဲ့ကြပါတယ်။ဒါပေမဲ့သူတို့တွေ့လိုက်ရတဲ့အမှန်တရားကတုံ့နှုတ်စရာပဲ။ Wizard ဆိုတာတကယ်တော့ဘာမှအစွမ်းမရှိတဲ့လူလိမ့်တစ်ယောက်ဖြစ်နေပြီးသူကပဲတရိษံတွေကိုနှိမ့်ဆက်နေတာဖြစ်နေတယ်။ Alpha ကိုမော်ချမ်းစာနဲ့မြောက်တွေကိုအတောင်ပေါက်အောင်ခိုင်းလိုက်ပြီးသူ့အတွက်စစ်တပ်တစ်ခုလုပ်ခိုင်းနေတာပါAlpha ဟာသူ့အတုံးချလိုက်ရမှန်းသိလိုက်တဲ့အခါမှာတော့ဝိဇာကြီးကိုတော်လန်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။သူဟာမော်ဒန်မြစီးကိုစီးပြီးကောင်းကင်ပေါ်ပြန်တက်သွားရင်ဘသူ့ရဲ့ထိန်းချုပ်မှုမှာမခံတော့ဘူးဆိုပြီးတန်တထန်ချလိုက်ပါတော့တယ်။အဲ့ဒီအချိန်ကစပြီးဝိဇာကြီးနဲ့သူ့လူယုံတွေက Alpha ကိုစိုးမစိုးကြီးပါလို့တကီလုံးအနံ့ဝါရဖြန့်ပြီးနာမည်ဖတ်ကြပါတော့တယ်။လူတွေကတော့သူတို့မြင်ရတဲ့အတိုင်းပဲယုံကြည်သွားပြီးမြဲ Glinda တယောက်ကတော့သူ့တငယ်ချင်း Alpha ရဲ့စိတ်ရင်းကိုသိပြီးကြံရစ်ထည့်ရပါတယ်။ဒါကတော့လူဆိုးလို့တတ်မှတ်ခံရသူတယောက်တကယ်တမ်းမှာလူဆိုးမဟုတ်ဘဲကိုယ်ပိုင်ရက်တီမှုတော့တိုက်ပွဲဝင်နေသူတွေဖြစ်နိုင်တယ်ဆိုတာကိုပြလိုက်တဲ့ဇလန်းလေးပါတယ်။ကဲတင်ရောလူတယောက်ကိုအပေါ်ယံကြည့်ပြီးဆုံးဖြတ်တတ်တူလားဒီဇလန်းလေးကိုသဘောကျတယ်ဆိုရင်တင့်တငယ်ချင်းတွေကိုလည်းပြန်လည်မျှဝေပေးလိုက်ဦးနော်